ဒီဆက်လေးက HDRC C240 Euro ဆိုတဲ့ဆက်လေးပါပဲဒီဆက်လေးရတော့အားသာချက်ရှိတယ်သူကရတော့ကျွန်တော်တို့ဒီအားသွင်းတဲ့ခါမှာ1 2ပေါ့နော်နှစ်ဆင့်သုံးလို့ရတယ်ဒီဘက်ဘေးမှာလည်းဒါ stated တွေပါတယ် stop ပါတယ် under ပါတယ်ဒီဟာလေးတွေပေါ့နော်နောက်တစ်ခုကရတော့ဒီမှာလည်းသူကအညွှန်းလေးတွေပါတယ်ပေါ့နော်3 page အနေနဲ့အားသွင်းတဲ့အခါမှန်ကန်တဲ့ battery မျိုးစားကိုရွေးချယ်ခိုင်းတယ်နောက်တစ်ခုကရတော့ကျွန်တော်တို့ဒီကားအနည်းဆုံးကနေပြီးတော့မှ capacity အနည်းဆုံးကိုအားသွင်းဖို့ပြောထားတာဒါကတော့3 page လေးပေါ့နော်ဒီဆက်လေးရတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအားသွင်းတဲ့အပေါက်တွေပေါ့နော် balance socket က1 2နှစ်ခုပါတယ်ပြီးလို့ရှိရင်သူ့ရဲ့ time ကလည်း1 2နှစ်ခုပါတယ်ကျွန်တော်တို့ကတော့ဒါ hybrid battery တွေအားသွင်းတဲ့အခါမျိုးမှာအများဆုံးအသုံးပြုတာကတော့ဒီ plus or minus ဒီဟာအတွဲလေးတွေပဲအသုံးပြုတာပေါ့နော်ဒီဘက်က1မှာ1ရဲ့ data ကဒီဘက်မှာထိုးပေးရမယ်2ရဲ့ data ကဒီဘက်မှာထိုးပေးရမယ်ဒီဆက်လေးကတော့ဒါ China made ပဲဒါပေမဲ့အရေးသွေးတော်တော်ကောင်းတယ်လို့ပြောရမယ်သူကရတော့ AC အဝင်ကို100 volt ကနေပြီးတော့မှ240 volt ထိရတယ်နောက်မှာလည်းဒါ power on off ခလုတ်လေးပါတယ်နောက်ဒီဘက်မှာလည်းChina made ဆိုတာပြောထားတယ်ampere ကရတော့အနည်းဆုံးဆိုလို့ရှိရင် 0.1 ampere နေပြီးတော့မှ10 ampere ထိအသုံးပြုနိုင်တယ်နောက်တစ်ခုကရတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်သူကဒီ input voltage ကိုမှ DC 17 volt ကနေပြီးတော့မှ18 volt ထိအသုံးပြုနိုင်တယ်ဆိုပြီးတော့မှပြထားရတယ်ပေါ့နော်ဒီဆက်လေးကတော့တော်တော်ကောင်းတယ်ဒါကျွန်တော်လည်းအမြဲတမ်းသုံးဖြစ်တယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီ hybrid battery အားကုန်ရင်ဘယ်လိုအားသွင်းမလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှဒီ C240 Euro ဆိုတဲ့အဆက်လေးကိုအသုံးပြုပြီးတော့မှအားသွင်းပြမှာဖြစ်ပါတယ်ဒီဆက်လေးကိုဝယ်တဲ့အခါမှာလည်းသူက smart charger ကျွန်တော်တို့ catalog တစ်ခုရတယ်ဒီထဲမှာလည်းသူ့ရဲ့ဒီအားသွင်းရမယ့်ပုံစံတွေပေါ့နော် data တွေပေါ့နော်အသေးစိတ်ကိုပြောပြထားတာတွေ့ရတယ်ပြီးတော့နောက်တစ်ခုကဒီထဲမှာရေးထားတာတွေကကျွန်တော်တို့ဒီ battery အမျိုးအစားတွေပေါ့နော် battery အမျိုးအစားဘယ်လိုသုံးရမလဲ ampere ဘယ်လောက်ထိသုံးလို့ရလဲ voltage ကဘယ်လောက်ထိပါလဲပေါ့နော်ဒီထဲမှာတော်တော်များများဒီ catalog ထဲမှာစုံအောင်ပြထားတာတွေ့ရတယ်အညွှန်းနေပေါ့နော်အားသွင်းတဲ့အခါမှာဘယ်လို function လေးနဲ့သွားမလဲဒါမျိုးတွေလည်းပါတယ်ကျွန်တော်တော့ဒီဟာကြီးကိုအသေးစိတ်ဖတ်မပြတော့ဘူးဒါပေမဲ့ကျွန်တော် hybrid battery အားသွင်းတဲ့ပုံစံကိုပဲအဓိကအသားပေးပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နဲ့တူစပြီးတော့မှလေ့လာကြည့်အောင်ပါအဲကြောင့်ကျွန်တော်တို့နောက်မှာAC 130နဲ့240 volt ကိုတက်လိုက်တယ်တက်ပြီးတော့မှဒီမှာ close လေး on လိုက်မယ်နော်နော်ဒီမှာ smart charger ဆိုပြီးတော့မှပေါ်လာတယ်ပြီးတော့ fan ကလည်းနှလုံးလုံးကစဖွင့်ဖွင့်ချင်းမှာတန်းပြီးတော့မှလဲလာတယ်ဒီမှာရတော့ကျွန်တော်တို့ဒီ program select ဆိုပြီးတော့ပါတယ် lithium battery ဆိုပြီးတော့မှပါတယ်ဒီမှာရတော့ကျွန်တော်တို့ဒီအားသွင်းတဲ့အခါမျိုးမှာရွေးချယ်လို့ရတယ်ကျွန်တော်တို့ဒီ NiMH လား NiCd လားဒါမှမဟုတ်လို့ရှိရင်lead acid လားဒါမှမဟုတ်လို့ရှိရင်ကျွန်တော် user setting တွေအသုံးပြုရတဲ့ဥစ္စာတွေပါတယ် extra function တွေပါတယ်သူပြီးတော့နောက်တစ်ခုကကျတော့သူ့ရဲ့ load memory ပေါ့နော်အဲ့ဒီဟာပါတယ် lithium battery ဆိုတာပါတယ်ကျွန်တော်တို့ကတော့ဒါ hybrid battery တွေမှာတော့ NiMH ကိုပဲအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ NiMH ကိုရွေးချယ်ထားမယ်နောက်တစ်ခုကကျတော့ကျွန်တော်ဗာပြောချင်နေအောင်ဆိုဒီမှာကျတော့ကျွန်တော်တို့ဒီ program select လောက်တာပေါ့နော် program select လောက်တာကျွန်တော်တို့ကဒီ ampere ဘယ်လောက်နဲ့သွင်းမှာလဲပေါ့နော် voltage ကဘယ်လောက်လဲပေါ့နော်ဒီမှာသွင်းလို့ရတယ်နော်ဒါဆိုလို့ရှိရင် ampere ဘယ်လောက်နဲ့သွင်းမှာလဲပေါ့နော်သူကရတော့1 ampere နေပြီးတော့မှ10 ampere ပေါ့နော်10 ampere တိပါတယ်ကိုလိုသလိုရှိန်မဲ့ဆိုရင်ရှိန်ပြီးတော့မှအသုံးပြုလို့ရတယ်ဒါကတော့ကျွန်တော်ကတော့ဒါနမူနာပြတာပေါ့နော်ကိုက ampere ဘယ်လောက်နဲ့သွင်းမှာလဲပေါ့နော်အဲကြတော့ကိုအဆင်ပြေတဲ့ ampere နဲ့သွင်းလို့ရတယ်voltage လဲသူကပြတယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့ကဥစွာပရမထားပါတော့ကျွန်တော်တို့က NiMH ကိုသွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က NiMH ကိုသွားမယ် NiMH NiCd ပေါ့နော်အဲ့ဒီထဲမှာမှကျွန်တော်တို့ဒီသူ့ကိုကျွန်တော်တို့ NiMH နဲ့ charge လုပ်မယ် ampere က 2.0 ampere သွားမယ်ပေါ့နော်ဒါမျိုးပေါ့အဲ့ကြတော့ကျွန်တော်တို့ကဒါဒီ hybrid battery တွေမှာအသုံးပြုတာပေါ့နော်ဒီ battery ရဲ့အမျိုးအစားပေါ့နော်မှန်ကန်အောင်ရွေးချယ်ဖို့တော့လိုအပ်တယ်နော်ရွေးချယ်ဖို့လိုအပ်တယ်အောက်မှာဆိုရင်လည်းဒီတိုင်းမှာပဲเนาะကျွန်တော်တို့ဒီထဲမှာ NiMH ကိုရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က
ဒီနော်အားသွင်းတဲ့ပုံစံလေးလုပ်မယ်ကျတော့ကျွန်တော်တို့ကဒီနေရာမှာဘက်ထရီက1 2ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ1 2ပေါ့နော်ဘက်ထရီနှစ်တွဲကိုဆက်သွယ်ပြီးတော့မှဒါဆိုစပြီးတော့မှအားသွင်းလို့ရပါပြီနော်အခုဆိုလို့ရှိရင်ကျွန်တော်တို့ HDRC C240 Euro 14နဲ့ဒီဘက်ကဘက်ထရီနဲ့တွဲပေးလိုက်ပြီအဲကြတော့ဒီမှာတော့ဒီပြထားတဲ့အခုပြထားတဲ့ဘက်ထရီရဆိုလို့ရှိရင်တော့ Honda အုပ်စုတွေမှာပါတယ်ဘက်ထရီမျိုးစားဖြစ်ပါတယ် Toyota အုပ်စုမှာဆိုရင်လည်းဘက်ထရီကတစ်မျိုးဖြစ်သွားပါတယ်အဲကြောင့်ဒါကတော့ကျွန်တော်တို့ဒီ Honda အုပ်စု Honda Hybrid ကားတွေမှာပါတယ်ဘက်ထရီတွေဖြစ်ပါတယ်အဲကြောင့်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလေမော်ရောင်ရှိမယ်ဒီလေမော်ရောင်လေးကကျွန်တော်တို့အပေါင်းဒီဘက်ကအစိမ်းရောင်လေးကကျွန်တော်တို့အနှုတ်ဆိုပြီးတော့မှဒီမှာပေးထားတယ်ကျွန်တော်တို့ဒီဆက်မှာလဲပေါ့နော်ဆက်မှာလဲ1 2 shape ပြီးတော့မှကျွန်တော်တို့ပေးထားတာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကထားလိုက်ပါတော့ဒါကတော့ဒါကျွန်တော်တို့စဖွင့်ဝင်ခြင်းမှာ program select ဆိုပြီးတော့မှရွေးထားပေးတယ်ကျွန်တော်တို့ NMH မှန်သွားပြီဒီဘက်မှာလည်းအဲ့လိုပဲ program select NMH ဆိုပြီးမှန်သွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဘက်မှာ enter တစ်ချက်ပေးလိုက်မယ်ပေးပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီ enter ကိုပဲကျွန်တော်တို့ဥမာပေါ့ NMH ဗတိမျိုးစားမှန်သွားပြီအားသွင်းဖို့အဆင်ပြေသွားပြီနောက် 2.0 ampere နဲ့ပဲတွန်းလိုက်မယ်ဆိုလို့ကျွန်တော်တို့ကဒီ enter ကိုပဲဖိထားရုံပါပဲဒါဆိုလို့ရှိရင်ဘက်ထရီရှက်ဆိုပြီးတော့မှသူကစပြီးတော့မှအားသွင်းတယ်ဒီမှာကျွန်တော်တို့က ampere က2 ampere နဲ့သွင်းတယ်အခုလက်ရှိ voltage က 15.24 ပေါ့နော်ကျွန်တော်တို့ကတစ်လုံးသွင်းပြီဆိုတာနဲ့ဒီဘက်ကပန်ကတစ်ဖက်စပြီးတော့မှအလုပ်လုပ်ပါတယ်ဒီမှာလည်းအဲ့လိုပဲ enter ကိုတစ်ချက်ဖိထားမယ်နောက်တစ်ချက်ဖိထားပြီဆိုတာနဲ့စပြီးတော့မှအလုပ်လုပ်တယ်ဒီဘက်က voltage ကရောတော့16.1 နှစ် voltage ရှိတယ်သူကရောတော့ကျွန်တော်တို့အားသွင်းမယ်ဆိုလို့ရှိရင်တော့သူက17ပို့ကနေပြီးတော့မှ18ပို့ဒီသွင်းလို့ရတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီဘက်ထရီတွေကိုအားသွင်းပေးတာဖြစ်ပါတယ်အားသွင်းပေးတဲ့အခါမျိုးမှာလည်းသူကပြည့်သွားပြီဆိုလဲဒီ NMH နေရာလေးမှာ FULL full ဆိုပြီးတော့မှသူကရက်ထားပေးပါတယ်အဲ့ဒီခါရောက်လို့ရှိရင်ကျွန်တော်တို့ကဆက်ကို stop ဆိုပြီးတော့မှပြန်ပေးလိုက်လို့ရပါတယ်ကျွန်တော်အားသွင်းပြပေးပါမယ်ကျွန်တော်တို့အခုပြထားတဲ့ဘက်ထရီတွေဆိုလို့ရှိရင်ကျွန်တော်တို့ Honda အုပ်စုမှာ Honda GP1 Honda GP2 GP3 GP4 GP5 GK3 GP7 စတဲ့ကားအများစုတွေမှာကျွန်တော်တို့ဒီလိုဘက်ထရီမျိုးစားတွေကိုပဲသုံးပြီးတော့မှကျွန်တော်တို့ဒီ hybrid ဘက်ထရီထဲမှာထည့်ပေးထားတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်အားသွင်းထားတဲ့ဒီဘက်ထရီတွေဆိုလို့ရှိရင်အားပြည့်သွားပါပြီဒီမှာဆိုလို့ရှိရင်ဒီဆက်လေးမှာရောတော့ကျွန်တော်တို့ဒီ NMH နေရာမှာ full ဆိုတဲ့ကဏ္ဍလေးတွေပြနေပြီဒါဆိုလို့ရှိရင်သူကဆက်ကို fan ကို auto တက်ပေးတာဖြစ်ပါတယ်ဒီ full ဆိုတဲ့အရာလေးတွေပြပြီဆိုလို့ရှိရင်ဒီဘက်ထရီတွေကအားပြည့်သွားပါပြီကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ပိုအားက 19.6 ပေါ့နော်ဒါဆိုလို့ရှိရင်18ပို့အပြည့်ရတယ်ပေါ့ဒီကောင်ဆိုလို့ရှိရင်တော့ 19.4 သူကရောတော့ကျွန်တော်တို့18ပို့တော့မပြေဘူး18ပို့တော့ရှိတယ်သူကရတော့ကျွန်တော်တို့ဒီကားတွေမှာဆိုလို့ရှိရင်ဒီလိုအတွဲပေါ့နော်ဒီလိုအတွဲကိုဒီ Honda အုပ်စုတွေမှာဆိုလို့ရှိရင်သူက9တွဲပါတယ်9တွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါမျိုးပေါ့နော်18ပို့ပြည့်တယ်ဆိုလို့ရှိရင်126ပို့ပေါ့နော်9တွဲဆိုရင်126ပို့အပြည့်ထွက်တယ်တကယ်လို့မဟုတ်ဘူးအနည်းဆုံးတော့သူက16ပို့တော့မဖြစ်မနေပြည့်ကိုပြည့်ရမယ်16ပို့ဆိုလို့ရှိရင်112ပို့ပေါ့နော်ဒီ9တွဲမှာကျွန်တော်တို့ဒီကားတွေမှာကွန်ပျူတာစစ်ပြီးတော့မှဘက်ထရီရဲ့ capacity တို့ဘက်ထရီရဲ့ voltage တို့စစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုသွားစစ်လို့ရတယ်စစ်တဲ့နေရာမျိုးမှာဒီ9တွဲရဲ့ voltage ကို diagnosis မှာပြမှာဖြစ်ပါတယ်ကျွန်တော်ဒါလေးကိုလည်းကျွန်တော်လက်တွေ့စမ်းပြပါအောင်မယ်ကားလေးကတော့ Honda Free GP3 ကားလေးဖြစ်ပါတယ်ဒီကားလေးကိုကျွန်တော်တို့ဒီ IMA data center နဲ့ပတ်သက်ပြီးတော့မှပြပေးချင်တာဖြစ်ပါတယ်မော်ဂျူးကဘယ်နှတွဲပါလာလဲဘက်ထရီဘယ်နှတွဲပါလာလဲဘိုးတွေဘယ်လောက်ရှိရလဲသူ့ရဲ့ total ဘိုးတွေကဘယ်လောက်ရှိလဲ capacity ဘယ်လောက်ရှိလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ data line လေးကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဦးဆုံးဘာလုပ်အောင်မအောင်ဆိုပထမဦးဆုံးကျွန်တော်ဆက်နှိုးလိုက်မယ်ပြီးရင်ကျွန်တော်တို့16ပင်ကောင်းကနေပြီးတော့မှကွန်ပျူတာဝင်ပြီးတော့မှ data ကြည့်မယ်ဒါဆိုရင်တော့ကျွန်တော်ဆက်နှိုးလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ဆက်နှိုးပြီးပြီဆိုတော့16ပင်ကောင်းကနေပြီးတော့မှ
data ဝင်စစ်ကြည့်မယ်ကွန်ပျူတာစပြီးတော့မှဝင်ကြည့်အောင် diagnosis တွေကိုဝင်မယ်ပြီးရင် Honda ထဲမှာဝင်မယ် manual selection ထဲမှာဝင်မယ် international ထဲမှာဝင်မယ်16 pin connector ထဲမှာဝင်မယ်ပြီးရင်ကျွန်တော်တို့က IMA ထဲမှာဝင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ electric power train IMA integrated motor assist လို့ရေးထားတယ်အဲ့ဒါလေးကိုဝင်ကြည့်လိုက်မယ်ကျွန်တော်တို့မိနစ်နဲ့ငယ်စောင့်ပြရမယ်ကဲအဲ့ဆိုရင်တော့သူ့ရဲ့ DTC analysis ထဲမှာကြည့်ကြည့်လိုက်မယ်ဒီမှာတော့ဘာရတာမှမရှိဘူးเนาะဘာရတာမှမရှိဘူး data analysis မှာဝင်ကြည့်လိုက်မယ်အဲ့ကြတော့ကျွန်တော်တို့က screen ကိုအပြည့်လုပ်လိုက်မယ် crash နဲ့သွားမယ်ဒါကတော့သူ့ရဲ့ကျွန်တော်တို့ဒီ hybrid IMA ရဲ့ data လေးတွေပေါ့เนาะ data လေးတွေဒီထဲမှာတော့ကျွန်တော်ကဘာပြချင်တော့ဆိုတော့ဒီမှာပထမဦးဆုံး battery ရဲ့ capacity ကိုအရင်ပြမယ်เนาะအဲ့တော့ကျွန်တော်အခုထောက်ထားတဲ့ဥစ္စာလေးပေါ့เนาะ IMA battery usable capacity ပေါ့เนาะဒီ battery က85%တော့ကျန်သေးတယ်ဆိုတော့ဒါ battery သက်တမ်းတော်တော်ကျန်သေးတယ်လို့ပြောလို့ရတယ်เนาะကျွန်တော်တို့ဒီ capacity က20အောက်ရောက်သွားတဲ့ကားတွေဆိုလို့ရှိရင်တော့သူ့ရဲ့ဒီ battery သက်တမ်းကအရင်မကျန်တော့ပါဘူးเนาะဒါလေးကိုလည်းသတိထားစီကြပါတယ်ကျွန်တော်တို့ hybrid battery တွေစစ်တဲ့အခါမှာသူ့ရဲ့ battery ရဲ့ capacity ကိုအဓိကအသားပေးပြီးတော့မှစစ်ရတာပါခင်ဗျာကြတော့ကျွန်တော်တို့ရှေ့မှာလည်းပြောခဲ့တဲ့ battery module 9တွဲမှာဒီ9တွဲရဲ့ total voltage ဘယ်လောက်ရှိလဲပေါ့เนาะဒီမှာဆိုလို့ရှိရင် total voltage IMA battery module က130ရှိတယ်เนาะအနည်းဆုံးတော့ကျွန်တော်တို့ဒီ130ကျော်ရှိရမယ်112ပေါ့เนาะအဲ့ဒီဝန်းကျင်လောက်ရှိရမယ်ပြီးတဲ့အခါကျတော့ battery module တစ်လုံးမှာကြည့်ကြည့်လိုက်ကျွန်တော်တို့ဒီတော့မှမရှိဘူးဆိုရင်တော့မှ16 volt ပေါ့เนาะ16 volt အပြည့်ထွက်ရမယ်ဒီမှာဆိုလို့ရှိရင်ဒါ module 1ပေါ့ module 1ဆိုရင်ကျွန်တော်တို့ကတတွဲလို့သတ်မှတ်တယ် module ကဘယ်နှတွဲရှိတုံးဆိုလို့ရှိရင်9တွဲတည်ရှိတယ် module က9တွဲတည်ရှိတယ်အဲကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ် module 9တွဲပါတယ်9တွဲမှာတစ်လုံးကိုကျွန်တော်တို့16 volt အပြည့်ထွက်ရမယ်ဒီမှာဆိုရင်15.8ဆိုတာ16ပြည့်တယ်15.8ပြည့်တယ်အကုန်လုံးက15.8 15.9ဒီလောက်ပဲဖြစ်နေတယ်ဒါဆိုလို့ရှိရင်ဘက်ထရီရဲ့ပိုအားကိုပြည့်မီရလို့သတ်မှတ်လို့ရတယ်သူ့ရဲ့ total voltage ကလည်း131ရှိတယ်ကျွန်တော်တို့ဆက်နိုးထားတဲ့အခါမျိုးမှာလည်းကျွန်တော်တို့ဒိုင်ခွက်မှာ IMA နဲ့ပတ်သက်တဲ့ error code တွေပေါ့နော်လုံးဝမတွေ့ရဘူးဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကကောင်းတယ်လို့ယူဆလို့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဇော်မျိုးပါခင်ဗျာကာနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို online ကနေပြီးတော့မှပညာဒါနပြုမျှဝေပေးနေသူတယောက်လေးဖြစ်ပါတယ်ခင်ဗျာ